စေတုတ်တဲ့အလုံးလုံးနေသေးလားဒါမှမဟုတ်အလုပ်ပြောင်းလိုက်ပြီလားဒါမှမဟုတ်မြန်မာပြည်ကအိမ်ကိုပြန်လာလားစားတဲ့မိခွန်းတွေကိုနန်းဒီဗီဒီယိုထဲကနေဖြည့်ပေးပါမယ်စေတုတ်တဲ့အလုပ်ကိုလုပ်နေသေးလားဆိုရင်စေတုတ်တဲ့အလုပ်ကိုနန်းလုပ်နေမှာသေးတယ်ရှင်အလုပ်လည်းမပြောင်းသေးပါဘူးနော်ပြီးတော့နန်းကမြန်မာပြည်ကအိမ်ပြန်ရောက်နေတာလားဆိုရင်နန်းအိမ်ပြန်သွားတာဟုတ်ပါတယ်ဒီ2025 17လပိုင်းကနေ2026 6လပိုင်းအထိပေါ့နော်ဒီတော့တွင်းထဲမှာမြန်မာပြည်ကအိမ်ကိုပြန်ဖို့ကိစ္စတစ်ခုပြီးတစ်ခုပေါ်လာလို့ဒီ9လ10လအတွင်းမှာဗီဒီယိုတွေလည်းကောင်းကောင်းမရရဘူးပေါ့နော်ဒီ8လအတွင်းမြန်မာပြည်ကကိစ္စတစ်ခုပြီးတစ်ခုပေါ်လာလို့မြန်မာပြည်ကိုနှစ်ကြိမ်ကြီးသွားလိုက်ပြန်လိုက်လုပ်ရတယ်ပေါ့နော်မြန်မာပြည်မှာနေတဲ့ကာလအတော်တွင်းမှာဗီဒီယိုတွေလည်းမရိုက်ဖြစ်ဘူးပြီးတော့ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေကလည်းထိုင်းဘက်ကလိုမျိုးလိုင်းမကောင်းတော့ဗီဒီယိုတွေမတင်ဖြစ်ဘူးပေါ့နော်ကြားထဲမှာဖုန်းကလည်းပြတ်သွားတယ် Facebook ကော Messenger ကောအကောက်အားလုံးပြတ်သွားပြီးတော့အကောက်တွေပြန်ဆဲထားပြီးမဲ့အချက်လက်တွေအားလုံးပြန်မရသေးဘူးပေါ့နော်အကြောင်းဗီဒီယိုတွေမတင်ဖြစ်သေးတာပါပြီးတော့နန်းအခုဘယ်ကိုခရီးဆက်နေလဲဆိုရင်ဟဲဟိုးကနေတာချီလိတ်ကိုခရီးဆက်နေတာပါဒါကတာချီလိတ်လေးစိတ်ကိုစင်းသက်တော့မှာဖြစ်ပါတယ်နန်းထိုင်းဘက်ကိုပြန်ရောက်ရင်ဗီဒီယိုလေးတွေပုံမှန်ပြန်တင်ပါမယ်ရှင်